တချို့36စက္ကွန်တွေကတော့ဘဝကို strategy လုပ်ပြီးတော့ပြင်ပစင်ရမှုတွေနဲ့ကြိုးစားရုန်းကန်နေရတယ်အသက်အရွယ်နဲ့မလိုက်ဘဲနဲ့ဝန်တွေကိုထမ်းပြီးတော့ဘဝအတွက်ကြိုးစားရုန်းကန်နေရတဲ့လူငယ်တွေကသူတို့ကိုမြင်ရင်သူအားကြတာကမဆန်းပါဘူးHello အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ကိုခန့်ပဲဖြစ်ပါတယ်ဒီမှာတော့လူငယ်တွေတယောက်နဲ့တယောက်နှိုင်းယှဉ်မှုတွေတယောက်နဲ့တယောက်အားကြမှုတွေကိုကျွန်တော်ပြန်ပြီးပြပြပေးတော့မှာပဲဖြစ်ပါတယ်တချို့လူငယ်တွေအာကေလေးတွေအသက်16စက္ကွန်နေနဲ့ရည်စားထားလိုက်ပျော်ပါလေကြလိုက်နဲ့ဘဝကိုတာယာနေကြတယ်ဒါပေမဲ့တချို့36စက္ကွန်တွေကတော့ဘဝကို strategy လုပ်ပြီးတော့ပြင်ပစင်ရမှုတွေနဲ့ကြိုးစားရုန်းကန်နေရတယ်အသက်အရွယ်နဲ့မလိုက်ဘဲနဲ့ဝန်တွေကိုထမ်းပြီးတော့ဘဝအတွက်ကြိုးစားရုန်းကန်နေရတဲ့လူငယ်တွေကသူတို့ကိုမြင်ရင်သူအားကြတာကမဆန်းပါဘူးဒါပေမဲ့တခုတည်ထားရမှာကသူတို့တွေဒီအရွယ်မှာအချင်းနောက်လိုက်ပြီးတော့ဘဝအတွက်ပျော်ရွှင်မှုတွေကြာနေတဲ့အချိန်မှာကိုကဘဝအကြောင်းကိုကောင်းကောင်းသိနေပါပြီလူတွေအကြောင်းကိုတစားတစားနဲ့တော်တော်လေးနားလည်လာပါပြီဆိုလိုတာကတစ်နေ့ရဲ့တစားမှာ16စက္ကွန်အရွယ်မှာဘဝကို strategy လုပ်ပြီးတော့အတွေ့အကြုံတွေရထားတဲ့လူငယ်တယောက်အတွက်ကအသက်20လောက်ရောက်တဲ့အခါမှာသူ့ရဲ့ list ကိုကောင်းကောင်းထူးစေဖော်ပြနိုင်ဖို့အတွက် chance တွေအများကြီးရရှိသွားနိုင်ပါတယ်အဲ့တော့ဘဝကိုမကြင်မနှက်နဲ့အောက်ကိုဆွဲချနေတဲ့အတွေးခေါ်တွေထက်လိုမျိုးအတွေးတွေကိုချိန်ပြီးတော့ကိုဘဝကို strategy ကြားတွေကပဲဒီအရွယ်တွေကနေဂလိုးနေအောင်လို့အစဉ် trade ဝေးခြင်းရာကောင်းတဲ့အလုပ်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်